ဒီချက် IV ရဲ့အထဲထဲမှာပေါ့နော်ဂိမ်းတွေလည်းပါတယ်အဲ့လိုစိတ်လှုပ်ရှားစရာပေါ့နော်တခုနဲ့တခုရိုးမသွားဘူးသူ့ရဲ့လေ activity လုပ်နေလို့ရှိလို့ရှိရင်အစအနေအဆုံးထိကိုပြီးလို့ပြီးသွားမှမသိဘူးပေါ့နော်အဲ့လိုမျိုးအမြဲတမ်းလေတက်ကြွနေတဲ့ပုံစံမျိုးနဲ့ပဲဒီချက်ကလည်းတင်နေအဲ့တော့သူရှိရလဲ energy ရရတယ်ပို့ပြီးတော့ပေါ့နော်ကိုတိုးတက်ရမယ့်အရာတွေရှိရလဲတည်သွားတယ်ပို့ပြီးတော့တင်ယူရမယ့်အရာတွေရှိသေးတယ်ဆိုတာလဲပို့ပြီးတော့နားလည်သွားတယ်ပေါ့နော်ပြီးတော့ကိုပို့ပြီးတော့ကလေးတွေအတွက်ကိုပို့ပြီးတော့ပေးရမယ့်ကိုတိထားရမယ့်အရာတွေရှိရတယ်အများကြီးရှိရဲ့ကိစ္စကိုလည်းတည်သွားပါတယ်ဟုတ်တင်ကြမှုအပိုင်းတွေလေ့လာမှုအပိုင်းတွေဘာတွေများထပ်ရှိမလဲထပ်ပြီးသိကျင်တာရပေါ့နော်ပထမတော့ဒီ session လေးမှာပေါ့နော်မျှော်လင့်ထား teaching techniques ပေါ့နော်ဒါလေးတွေတည်လာမယ်ပေါ့ဟုတ်ဒီ morning session ပြီးသွားတဲ့အခါမှာတော့ဒီမ expectation ထက်ကျော်လွန်ပြီးတော့ဟုတ်ဒီ share IVC ရောဒီ share out စီရောဟုတ်အများကြီးရရှိခဲ့ပါတယ်ဟုတ်ကိုဘယ်လို improve လုပ်ကြမလဲကလေးဘယ်လို management လုပ်ကြမလဲဆိုပိုပြီးသိလာပါပါเนาะသင်ကြားရေးတွေမှာရောစီမံခန့်ခွဲမှုတွေမှာရောပုံမတွတ်တဲ့ပြည်စုံအောင်လို့ကျောင်းသားတွေရဲ့ mental ဘိုင်းနဲ့ပတ်သက်ပြီးတော့သူတို့ကျောင်းသားတွေဘယ်လိုမျိုးသင်ပေးရမလဲပေါ့နော်ဒါတွေကိုကျွန်တော်လေ့လာသင်လို့ပြန်တဲ့ teacher တွေစီကနေလေကျွန်တော်ပြန်လဲသင်ယူခြင်းလဲ I think I'll get to know other teachers around me and would learn some leadership skills too IVY teaching trainee ပေါ့နော်ဒီကနေပေးနေတဲ့ teacher တွေနဲ့ပတ်သက်တဲ့ up to date information လေးတွေ new terminology လေးတွေကိုသိချင်လို့ sharing လုပ်ပေးမယ် teaching learning အကြောင်းရယ်နောက်တစ်ခုက teaching video ရယ် teaching experience တွေကို learning လုပ်မယ်ပေါ့နော်